အားလုံးပဲမင်္ဂလာပါ language school ပြီးတော့လို့ရှိရင်ဟင်းချောင်းတက်ချင်တဲ့ကျောင်းသားကသိပြီးတော့အစမပြေတဲ့အတွက်ကြောင့်မလို့တလားချင်းခွဲသွင်းလို့ရတဲ့ဟင်းချောင်းတွေကြည်လာပေါ့နော်အဲ့ဒါလေးတွေအခုအစေးပေါက်မှာလာမိတဲ့သူတွေနေပါရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါမယ်အရင်ဆုံးပြောမယ်ဆိုလို့ရှိရင်ဟင်းချောင်း open ကပတ်သွားတာကွာတကျောင်းနဲ့ဆိုတော့အဲ့လောက်မသိတဲ့အတွက်ကြောင့်မလို့အခုတက်ငယ်ချင်းပေါ့နော်ကျောင်းမှာဟင်းချောင်းတက်မဲ့တငယ်ချင်းတယောက်ရှိပါတယ်သူကတော့ဟင်းချောင်းနေ open ကပတ်သွားထားတာနည်းနည်းများတယ်ဒီ interview တွေအောင်ထားပြီးအဲ့လိုမျိုးကြောင့်မလို့ပေါ့နော်သိချင်တာလေးတွေတခြားလေးမေးခဲ့ပါတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုပြန်ပြောပြပေးပါမယ်အရင်ဆုံးပြောမယ်ဆိုလို့ရှိရင်ဟင်းချောင်းကတခြားစမ်းမွေးနေနဲ့မတူဘဲနဲ့တနေ့တည်းတက်လို့ရတဲ့ဟင်းချောင်းတွေများတယ်ပေါ့နော်။ဒီနေ့လည်းတက်လို့ရတဲ့ကျောင်းတွေလည်းရှိရပေါ့နော်။တော့ဟင်းချောင်းသွားမယ်ဆိုလို့ရှိရင်ဂျပန်စာ level N3 အောင်ပြီးတော့ N2 level လောက်ရှိရမယ်ပေါ့နော်။အဲ့လောက်မှသူတို့ဝန်ကွန်းအောင်ဖို့နည်းနည်းတွေ့ကူမယ်ပေါ့နော်။အဲ့ထက်အောက်ဆိုလို့ရှိရင်တော့ဝန်ကွန်းဖြေဖို့ကအရင်ခက်တယ်ပေါ့နော်။ဒီဟင်းလေးရာတွေနဲ့ပတ်သက်ပြီးတော့လောက်ရမယ်ခန်းကြီးတွေတုံးရမယ်အရာတွေပေါ့နော်။အဲ့ဒါတွေကနည်းနည်းခက်တယ်ကွာ။ဆိုတော့ဒါတော့ဂျပန်စာ level နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ပြီးတော့လို့ရှိရင်ပြတဲ့အတိုင်းပေါ့နော်။ဟင်းချောင်းတွေမှာဆိုလို့ရှိရင်ဒီတလာချင်းခွဲသွင်းလို့ရတဲ့ကျောင်းဆိုတာမရှိတဲ့လောက်ရှားတယ်ပေါ့နော်တင်ငယ်ချင်းပြပြတာကတော့အလွန်ဆုံးပေါ့နော်ဒီတစ်နှစ်မှာနှစ်ဖြတ်သွင်းလို့ရပါတယ်6လတစ်ဖြတ်ပေါ့နော်6လတစ်ဖြတ်ဥမာ1150သွင်းရမယ်ဆိုလို့ရှိရင်တစ်ဖြတ်က1080နောက်တစ်ဖြတ်က1080တစ်ဖြတ်85တစ်ဖြတ်85ပေါ့နော်အမျိုးတော့ခွဲသွင်းလို့ရတဲ့ကျောင်းရှိရပေါ့နော်ဒါပေမဲ့ခြားစမ်းမွန်းနေလို့ပေါ့နော်တလာချင်းခွဲသွင်းလို့ရတဲ့ကျောင်းကတော့မရှိတဲ့လောက်ကိုရှားတယ်လို့ပြောပါတယ်ဆိုတော့အခုကိုယ်တိုင်လည်းဟင်းကျောင်း open campus ပေါ့နော်တကျောင်းသွားဖို့ပါတယ်ဆိုတော့အဲကျောင်းမှာလည်းတလာချင်းခွဲသွင်းလို့မရဘူးပေါ့နော်ဒီနှစ်ဖြတ်ဆိုတာအများဆုံးခွဲသွင်းလို့ရပါတယ်ပြီးတော့လို့ရှိရင်ဟင်းကျောင်းတစ်နှစ်ကျောင်းတွေရဲ့ဒီအားနည်းချက်ကတော့ဗာလဲဆိုလို့ရှိရင်ဒီဟင်းကျောင်းတစ်နှစ်ပြီးသွားလို့အလုပ်ခွန်ရပြီဆိုလို့ရှိရင်သူတို့ကတူခိုတဲဗီဇာပဲထောက်ပံ့ပေးတာပေါ့နော်ဗီဇာထောက်ပံ့မပေးပါဘူးဗီဇာရဖို့ဆိုလို့ရှိရင်တော့ကိုယ့်သူကိုဒီတူခိုတဲဗီဇာနဲ့အလုပ်တွေလုပ်ပြီးမှနောက်ပိုင်းစူးစမ်းပြီးတော့ဝက်ဗီဇာပြောင်းရမယ်ပေါ့နော်ကျောင်းကနေတော့တခြားစမ်းမွန်းနေလို့ကျောင်းပြီးသွားရတယ်ဝက်ဗီဇာတန်းပြီးတော့ထောက်ပံ့မပေးဘူးပေါ့နော်စပို့မပေးပါဘူးအဲ့ဒါတခုကတော့အားနည်းချက်တစ်ခုအနေနဲ့ရှိတယ်ပေါ့နော်ဒါပေမဲ့ပေါ့နော်ကိုတဲဟင်းကျောင်းတက်မယ်လို့စဉ်းစားထားတယ်ဆိုလို့ရှိရင်တခြားဘာ open campus တွေသွားကြည့်ပါဆိုလို့ရှိရင်ဟင်းချောင်း open campus တွေကတခြားစမ်းမွန်း open campus တွေနဲ့မတူဘူးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကိုယ်ရဲ့နေ့မှာချက်ဖို့ပြုတ်ဖို့ကြော်ဖို့လော်ဖို့စီစဉ်ထားတဲ့ menu ကိုလာချင်းပေါ့နော်ရောက်တာနဲ့သူကဘာတွေသင်ပေးလဲဆိုလို့ရှိရင်ဥပမာပေါ့နော်အကိုသွားခဲ့တဲ့အကြောင်းပါဆိုလို့ရှိရင်ဒါနဲ့စပေါ်မူခေါင်းဆောင်လေးတွေအဲ့လိုခေါင်းဆောင်လေးတွေပေးတယ်အဲ့ဒါလေးတွေဆွတ်ပြီးတော့အကုန်လုံးပေါ့နော်ဝတ်စုံလေးတွေဝတ်ပြီးတော့ချက်တဲ့ဟင်းချက်တဲ့အခန်းထဲသွားရတယ်။ချက်တဲ့အခန်းထဲသွားပြီးတော့လို့ရှိရင်သူတို့လာချင်းကိုတို့သင်ပေးမဲ့ဒီနာမည်ကြီးစပေါ်မူတယောက်ကနေရှားလေးပြတယ်ပေါ့နော်ဟိုမုံလာတို့လှီးတာအစပေါ့နော်ဒါဟောဘယ်လိုကန်ရတယ်ဘယ်လိုမျိုးလှီးရတယ်ဆိုတာကနေစပြီးတော့တခြားလေးပြပေးတယ်ပေါ့နော်တစ်စင်းချင်းလေးပြီးတော့လို့ရှိရင်ပူချိန်ဘယ်လောက်မှာဝသားကိုထည့်ရမယ်ဘယ်လိုထည့်ရမယ်ဆိုပြီးတော့တခြားလေးပြရတယ်ပေါ့နော်ပြီးတော့လို့ရှိရင်အဲ့ဒါပြတဲ့ဟာကိုတခြားလေးလိုက်မှတ်ပြီးတော့ကိုတိုင်လိုက်လှုပ်ရတယ်ပေါ့နော်ကျောင်းသား10ယောက်လာဆို10ယောက်လုံးအတူတူတခြားလေးလှုပ်ရတယ်ပေါ့နော်တခြားလုပ်ပြီးတော့လို့ရှိရင်ကိုကြော်တဲ့ဟာကိုချက်တဲ့ဟာကိုတိုင်စားရတယ်ကိုတိုင်မြည်ရတယ်ပေါ့နော်ကိုတိုင်စားခဲ့ရပါတယ်တော့အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်ဟင်းချောင်းသွားဖို့စိတ်ကူးရှိတယ်ဆိုလို့ရှိရင်ကိုကသွားတယ်မသွားဘူးထားနောက်ထားပေါ့နော် open campus သွားကြည့်ပါဘာလို့လဲဆိုလို့ရှိရင်ဟင်းချောင်း open campus ကတခြားကျောင်းတွေနဲ့လုံးဝမတူပါဘူးကိုသွားတဲ့နေ့မှာလုံးမဲ့ menu ကိုတိုင်လုပ်ရတယ်ကိုတိုင်ကြည့်ရတယ်ကိုတိုင်ချက်ရတယ်ကိုတိုင်စားရတယ်ပေါ့နော်အဲ့လိုမျိုးကတကယ်ဟိုအတွေ့အကြုံလေးရပါတယ်ပြောမယ်ဆိုလို့ရှိရင်ဟင်းချောင်းစမ်းမွန်းနေမှာဆိုလို့ရှိရင်ဒီနေ့စမ်းမွန်းနေရများတယ်ပေါ့နော်ပြီးတော့လို့ရှိရင်နှစ်တက်ချင်လဲတက်လို့ရတယ်ပေါ့ဒါပေမဲ့တော်တော်များများတစ်နှစ်ပဲတက်ကြတာများပါတယ်ဒါပေမဲ့တလားသာခွဲသွင်းလို့ရတဲ့ကျောင်းကတော့မရှိတော့ရှားတယ်လို့ပြောပါတယ်ဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်